နှစ်ပေါင်း400ကြာမှနှုတ်ထလာတဲ့စီနာဘန်မီတောင်ကမ္ဘာပေါ်မှာအန်တရရှိသောနေရာ15ခုတွေကနောက်ထပ်နေရာတစ်ခုကတော့အင်ဒိုနီးရှားနိုင်ငံဆူမာတရာကျွန်းပေါ်မှာရှိတဲ့စီနာဘန်မီတောင်ပဲဖြစ်ပါတယ်။ဒီမီတောင်ကတာမန်မီတောင်တွေတက်ဘာကြောင့်ပို့ပြီးတော့ထိတ်လန့်ဖို့ကောင်းရတယ်လဲဆိုတဲ့အကြောင်းကတော့စီနာဘန်မီတောင်ကနှစ်ပေါင်း400ကျော်တန်းတိုင်းဘာလို့ရှားမှုမှမရှိဘဲနဲ့ငြိမ်သက်နေကြတာပါ။လူတွေကဒီမီတောင်ကြီးကိုအသေးလို့တောင်ထိမှတ်ခဲ့ကြပါတယ်။ဒါပေမဲ့2010ခုနှစ်မှာတော့တစ်ကမ္ဘာလုံးကိုတွန်းလှုပ်သွားစေမယ့်ဖြစ်ရပ်ကြီးဖြစ်ပွားခဲ့ပါတယ်။နှစ်ပေါင်း400ကြာအိပ်ပျော်နေတဲ့ဒီမီတောင်ကြီးကရုတ်တရက်ဝုန်းကနေပြန်လဲနိုးထလာပြီးအပူရှိန်ပြင်းလာတဲ့ချော်ရည်တွေနဲ့ပြာပူတွေကိုပန်းထုတ်ပါတော့တယ်။အဆိုးအဆုံးပေါက်ကွဲမှုကတော့2014ခုနှစ်နဲ့2016ခုနှစ်တွေမှာထပ်မံပေါက်ကွဲခဲ့တာပါ။မီတောင်ပေါက်ကွဲတဲ့အခါထွက်လာတဲ့အလုံးပူပြင်းတဲ့တန်းငွေနဲ့ကြောက်တုံးအကျိုးပဲတွေကတနအီကိုကီလိုမီတာရာနဲ့ချီတဲ့နှုန်းနဲ့တောင်အောက်ကိုလိမ့်ဆင်းလာတတ်ပါတယ်။ဒါကိုဘယ်သူမှရှောင်တိန်မှုအချိန်မရနိုင်ပါဘူး။လက်ရှိမှာအင်ဒိုနီးရှားအစိုးရကဒီမီတောင်ကိုအမြင့်ဆုံးအန်ဒရယ်အဆင့် level 4 ပြည့်သတ်မှတ်ထားပါတယ်။မီတောင်ပတ်ပတ်လဲ9ကီလိုမီတာအတွင်းကိုအနေအောင်နယ်မြေဖြစ်သတ်မှတ်ပြီးတော့ဘသူ့ကိုမှနေထိုင်ခွင့်နဲ့သွာလာခွင့်မပြုတော့ပါဘူး။စီနာဘဲမီတောင်ကတခြားမီတောင်တွေလိုတစ်ခါပေါက်ကွဲပြီးတော့ပြန်ငြိမ်သွားတာမျိုးမဟုတ်ပါဘူး။သူဟာအချိန်မရွေးပြန်လဲပေါက်ကွဲနိုင်တဲ့အနေအထားမှာရှိနေစေပါ။မီတောင်ဝါကနေအခိုးငွေတွေအမြဲထွက်နေပြီးမြင်းကလေးအသေးသားလေးတွေလည်းခဏခဏဖြစ်ပေါ်နေတတ်ပါတယ်။